သားသားရေမိသားစုတစုမှာငွေရဘလောက်အတိုင်းအတာထိရေးပါလေပြောရတယောက်နဲ့တယောက်ချစ်လို့ကြိုက်လို့ယူရပြီခေဆိုလို့ရှင်ဒီငကိုတဲဥပြမှာထမရေပဲရက်ဆိုတဲ့ခက်ကဟိုးလောင်းအကိုမှကြံခဲ့ပြီမေဒီကကြီးထဲမှာမိမတယောက်ယူပြီးတော့မဟင်းကောင်းတဲ့တလားလောက်မကြွေးပဲနေကြည့်မေနမတပြဲလောင်ဆဲခံရမှာဒီလားအဲ့ဒါတွေကိုမင်းသိထားဖို့လိုအပ်တယ်နော်ပြီးတော့ငွေရဘလောက်တိုင်းတာကြီးရေးပါလဲဆိုတော့အဲ့အိမ်တိုင်မှာမိသားစု9ယောက်ရှိလို့ရှင်ပတ်စံရှိတဲ့ကောင်ရဲ့ဆုံးဖြတ်ချက်ကအတီးပတ်စံရှိတဲ့လူရဲ့ဆုံးဖြတ်ချက်ကအမှန်ဘလောက်ပဲမားနေနော်ပတ်စံရှိတဲ့လူရဲ့ဆုံးဖြတ်ချက်ကအမှန်ပဲငွေရစကားမပြောဘူးကွာငွေကြောင့်လူတွေစကားပြောနေတာဝေါသိလားငွေမရှားဆိုတဲ့စကားရှိတယ်ဆိုပေမဲ့ငွေရှိဘူးတော့လိုတယ်အဲ့ငွေမရှိဘူးဆိုရင်မင်းမအပေါင်းအသင်းကဏ္ဍကြီးလည်းရှိချင်မှရှိမယ်မင်းလက်ထဲမှာငွေမရှိဘူးဆိုလို့ရှင်ကွာမင်းမိသားစုဆိုတာလဲစိမ့်နေဖြစ်သွားတတ်တယ်မင်းမငွေရှိလို့ရှင်10ဝင်းခွဲရစားအမျိုးတော်တယ်ကွာဒီကဘယ်လောက်ထိအရေးပါလဲဆိုတော့မင်းသဘောပေါက်ပြီလို့တော့ထင်တယ်နော်